အားလုံးပဲမင်္ဂလာပါကောင်းသောနေ့လေးဖြစ်ကြပါစေဗျာမနက်ဖြန်ကြရောက်မဲ့တကြံကြောင်းလေးနည်းနည်းမျှဝေပေးလိုက်ပါတယ်ဗျာတကြံဆိုတာမြမရိုးရယဉ်ကျေးမှုအရာနှစ်ဟောင်းကုံလို့နှစ်တစ်ကူပြောင်းတဲ့အထိမ်းအမှတ်ပွဲတော်ဖြစ်ပါတယ်တကြံဆိုတဲ့စကားလုံးဟာတက္ကရာဘာသာစကားသင်္ကန်းထဲကနေဆင်းသက်လာတာဖြစ်ပြီးပြောင်းရွှေ့ခြင်းလို့အဓိပ္ပာယ်ရပါတယ်နေမင်းကြီးကမိဖုရားတီကနေပြစ်တရားတီထဲကိုကူးပြောင်းတာကိုအစွဲပြုပြီးခေါ်ဝေါ်တာပါတကြံနဲ့ပတ်သက်ပြီးတည်ထားတဲ့အချက်လက်တွေကိုအောက်မှာအနှစ်ချုပ်ဖော်ပြပေးလိုက်ပါတယ်။ပုံမှန်အားဖြင့်တကြံဟာဧပြီလလယ်13ရက်နေ့မှ16ရက်နေ့အတွင်းကြာရောက်လေ့ရှိပြီးအဓိကအားဖြင့်၄ရက်သတ်မှတ်ထားပါတယ်။တကြံကျိုးနေ့တာဝတိန်တန်တဲ့ပြည်ကတိကြမင်းလူပြည်ကိုဆင်းသက်တယ်လို့ယုံကြည်ကြပါတယ်။တကြံကြနေ့တိကြမင်းလူပြည်မှာရှိနေတဲ့နေ့ပါ။တကြံကျက်နေ့တိကြမင်းလူပြည်မှာဆက်ရှိနေတဲ့နေ့တစ်ခါတလေကျက်2ရက်ရှိတတ်ပါတယ်။တကြံအတက်နေ့တိကြမင်းနတ်ပြည်ကိုပြန်တက်သွားတဲ့နေ့ဖြစ်ပါတယ်။တကြံမှာတယောက်နဲ့တယောက်ရေပက်ကြတာဟာနှဟောင်းကအညစ်အကြေးတွေစိတ်မကောင်းစရာတွေနဲ့အခုတို့တွေကိုရေနဲ့စေးကြောတန့်စင်နေဆိုတဲ့အတိတ်ပဲဆောင်ပါတယ်။တွေရသည်ရဲ့အပူဒဏ်ကိုလျှော့ပါစေပြီးအေးချမ်းပျော်ရွှင်စေဖို့ရည်ရွယ်ပါတယ်။ပျော်ရွှင်စရာရေကစားပွဲတွေအပြင်မြန်မာလူမျိုးတွေဟာတကြံကာလမှာကုသိုလ်ကောင်းမှုတွေကိုအလေးထားလှုပ်ဆောင်ကြပါတယ်။ဥပုသ်သီလစောင့်တည်ခြင်းဘုန်းကြီးကျောင်းတွေမှာတရားနာတာသီလယူတာတွေလုပ်ကြပါတယ်။တက်ကြီးပူဇော်ပွဲလူကြီးမိဘတွေကိုခေါင်းလျှော်ပေးတာခြေသေးလက်သေးညှက်ပေးတာတွေနဲ့ဂါရဝပြုကြပါတယ်။ဇီဝိတဒါနငါးလွတ်တာနွားလွတ်တာစတဲ့ဘေးမဲ့ပေးလူမှုတွေပြုလုပ်ကြပါတယ်။စတုတိတာမုံလုံးရေပေါ်ကရင်ရင်အေးစတဲ့မုံတွေကိုအခမဲ့ကျွေးမွေးလူလန်းကြပါတယ်။ပတောက်ပန်းဆိုတာကတကြံရဲ့အမှတ်အသားဖြစ်ပြီးတစ်နှစ်မှာတစ်ကြိမ်သာတကြံမိုးနဲ့အတူပွင့်တက်ပါတယ်။တပြေခတ်ဆိုတာကအေးချမ်းမှုနဲ့အောင်မြင်မှုကိုဆောင်တယ်လို့ယူဆပြီးအိမ်ရှိမှာရေဦးနဲ့ထိုးထားတတ်ကြပါတယ်။တကြံပြီးတဲ့နောက်တစ်နေ့ကိုမြန်မာနှစ်ဆန်းတရက်နေ့လို့ခေါ်ပြီးမြန်မာတက္ကရာအတစ်တခု